နိုင်ငံတနိုင်ငံမှာဆိုလို့ရှိရင်ခေါင်းဆောင်ကောင်းတွေမှန်ကန်တဲ့ခေါင်းဆောင်တွေရရှိဖို့ဆိုတာအင်တာမအရေးကြီးပါတယ်ကျမတို့ဒီမိုကရေစီရရှိရေးအတွက်ရုန်းကန်ခဲ့ရတဲ့အနှစ်20ကျော်30အတွင်းမှာတခါတလေလဲဒီလမ်းဟာအင်တာမကြားနာပဲဒါကြောင့်မလို့ကျမရဲ့လုပ်ဖို့အကိုင်ပဲတရားဒီမိုကရေစီရပါမလားပေါ့ဖြစ်ပါမလားဒါပြီးတော့ကျမတို့ရဲ့ပြည်သူလူထုဟာကြောက်ကြတယ်ကျမတို့ရဲ့ပြည်သူလူထုဟာစိတ်ကမရှိဘူးကျမတို့ရဲ့ပြည်သူလူထုဟာနိုင်ငံရေးစိတ်ဓာတ်မပြည့်ဝဘူးဆိုပြီးတော့တချို့ကအဲ့လိုညှိကြပါတယ်ဒါပေမဲ့ကျမကဒီဟာကိုလက်မခံဘူးကျမယုံကြည်ချက်တစ်ခုရှိတယ်ဘာလဲဆိုတော့ဖေလိုပုဂ္ဂိုလ်တရားကိုခေါင်းဆောင်အဖြစ်နဲ့လက်ခံခဲ့တဲ့ပြည်သူလူထုဟာနိုင်ငံရေးအမြင်ပြည့်ဝတယ်လို့ကျမဒီလိုပဲယုံကြည်ခဲ့ပါတယ်ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ဖေပုံပန်းတရံဟာလူကြိုက်များအောင်ဖန်တီးထားတဲ့ပုံပန်းတရံမဟုတ်ပါဘူးပြောတဲ့အခါကျရင်လည်းပြက်ပြက်သားသားဒုံးတိတိနဲ့ပြောတတ်ပါတယ်မှန်မှန်ကန်ကန်လုပ်တယ်ဘာမှမင်းသားပုံစံနဲ့လုံးဝမထွက်ပါဘူးသို့တော်ညာလည်းပြည်သူကဒါကိုသဘောကျတယ်အရေးချင်းအဓိကထားမဲ့အရေးချင်းတွေကိုအဓိကထားတတ်တဲ့ပြည်သူလူထုဟာနိုင်ငံရေးရဲ့ဆုံးဖြတ်ချက်တွေမှန်ကန်မှာပဲလို့ကျွန်မယုံကြည်ခဲ့တယ်အဲ့ဒီလိုယုံကြည်ခဲ့လို့လေဒီမိုကရေစီလှုပ်ရှားမှုထဲမှာကျွန်မဘယ်တော့မှမယိမ်းမယိုင်းဆက်လက်ပြီးတော့ပါဝင်ခဲ့တာဖြစ်ပါတယ်ပြည်သူကလည်းအခုထိကျွန်မတို့ယုံကြည်ချက်တွေကိုချိုးဖောက်ခဲ့တာမရှိပါဘူးပြည်သူတွေဟာအချိန်ကျလာတဲ့အခါကျလို့ရှိရင်တာဝန်ကိုနိုင်ငံရေးအသိရှိနဲ့ထမ်းဆောင်ခဲ့တာကိုကျွန်မတွေ့ခဲ့ရပါတယ်ဒီလိုပဲဆက်ပြီးတော့ထမ်းဆောင်သွားမယ်လို့လည်းကျွန်မမျှော်လင့်ပါတယ်နိုင်ငံခေါင်းဆောင်တစ်ခုကိုလက်ခံတဲ့အခါမှာဒီခေါင်းဆောင်ဟာဘယ်လောက်ရိုးသားဖြောင့်မတ်တယ်လဲဆိုတာကိုအဓိကထားပြီးတော့ဆုံးဖြတ်ခဲ့တဲ့ပြည်သူလူထုဖြစ်ပါတယ်ဖေနဲ့ပတ်သက်လို့ခေါင်းဆောင်ဖြစ်နေလက်ခံခဲ့တဲ့အကြောင်းရင်းဟာဒါပါပဲဗိုလ်ချုပ်အောင်ဆန်းဟာရိုးသားတယ်ဖြောင့်မတ်တယ်ပြည်သူလူထုကိုမလိမ်လည်ဘူးမလှည့်ပြားဘူးဩဇာအာဏာစည်းစိမ်မမက်မောဘူးဆိုတဲ့စိတ်ဓာတ်နဲ့ပြည်သူကနေပြီးတော့ထောက်ခံခဲ့တာဖြစ်ပါတယ်ဒီလိုတကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဖြောင်းမဖို့ရိုးသားဖို့စီးစိမ်ဥစ္စာမမက်မောဖို့ပြည်သူကိုမလှည့်ပြားဖို့ဆိုတာဒီလောက်ခက်ခဲတဲ့ကိစ္စတွေမဟုတ်ပါဘူးသို့တော်ညာလဲလူများရဲ့သဘာဝအရာအာဏာကိုအင်တာမလိုချင်ကြတဲ့အခါကြလို့ရှိရင်ယာဒူကိုအင်တာမမက်မောလာတဲ့အခါကြရင်ဒီလိုရိုးရိုးသားသားတောင်းမြောက်မှနေဖို့ကိုတောင်မှမေ့သွားကြပါတယ်အဲ့တော့မမေ့အောင်လုပ်ဖို့ကပြည်သူလူထုရဲ့တာဝန်ပဲပြည်သူကအမြဲပဲသတိပေးနေရမယ်ငါတို့ဟာဘယ်လိုခေါင်းဆောင်မှုကိုလိုချင်တယ်လဲဘယ်လိုခေါင်းဆောင်မှုကိုလက်ခံမလဲဆိုတာကိုပြည်သူကနေပြီးတော့အမြဲပဲသတိပေးနေဖို့လိုပါတယ်